marketing ကိုကျွန်တော်အမြင်နဲ့ပြောရမယ်ဆို sales marketing ကိုဘယ်နေရာတွေမှာသုံးနေလဲလို့မေးနေရာတိုင်းမှာသုံးနေတယ်ဘာလို့နေရာတိုင်းမှာသုံးတယ်လို့ပြောတာလဲဆရာဆိုလို့ရှိရင်နေ့စဉ်တူကကျွန်တော်တို့ဝယ်မနေရဘူးလားလူတိုင်းဒီပစ္စည်းတစ်မျိုးမျိုးကိုရောင်းနေတယ်ဘယ် market မှာလဲတော့မသိတာရောင်းနေတယ်ကျွန်တော်လည်းဒီထဲမှာစတင်နေဆိုတော့ကျွန်တော်ရောင်းနေတာဥပမာဖြင့်ဝန်ထမ်းဖြစ်ချင်လို့အင်တာဗျူးသွားကြည့်တယ်ဆိုတာကျွန်တော်ကဒီ skill တွေရှိပါတယ်ကျွန်တော်ကိုခန့်လို့ရပါတယ်ဆိုတာကလည်းသူကလည်းပစ္စည်းတစ်မျိုးကိုရောင်းနေတာပဲအဲ့ဆိုတော့ sales နဲ့ကင်းတဲ့သူရှိပါမလားဘယ်သူမှ sales နဲ့ကင်းဘူးဒီတော့ marketing တော့ဆရာကင်းလားဆိုရင်ရောင်းရဖို့ဆိုရင်လူသိမှရမယ်နောက်ပြီးတော့နေရာရှိမှရ market ရှိမှရတော့ဘယ် market မှာရောင်းပါလဲခေါ်ရင်လည်းကျွန်တော်ကစာတင်တာကိုရောင်းနေတယ်လို့ပြောတာဖြစ်တဲ့တည်းမို့ကျွန်တော်ရဲ့ market ဒီစာတင်တဲ့ market ဒီကလူတွေတစ်ခုခုဥပမာဖြင့်ခောက်ဆွဲရောင်းကြည့်ရင်ခောက်ဆွဲ market cosmetic ရောင်းရင် cosmetic market အမျိုးမျိုးဈေးကွက်တွေကိုရှာဖွေပြီးတော့လူတိုင်းဒီသူ့အစုနဲ့သူ့နေရာနဲ့သူ marketing ကိုအသုံးပြုပြီးတော့ဈေးကွက်နေရာရှာကြတယ် marketing ရဲ့လူတွေသိအောင်လုပ်ကြတယ်ကျွမ်းကျင်အောင်လုပ်ကြပြီးတော့ sales နဲ့ရောင်းရအောင်လုပ်ကြတယ်ပြီးတော့ sales နဲ့ marketing နဲ့တွေ့ခဲ့တော့သူတွေတော့ဘာမှမရှိလို့ပဲအဲ့ဒါကတော့လက်ခံပါလမ်းမခံတော့နေလို့ရ sales ဒီမှာဒီသူကအောက်ကိုဆင်းသွားတယ်အောက်ကိုဆင်းသွားတိုက်သွားတယ်ဆင်းသွားတဲ့အခါမှာကောင်းချင်းပေါင်းတယ်လေးတွေ့တယ်ကောင်းချင်းပေါင်းတယ်လေးတွေ့တဲ့အခါမှာ sales process စပြီးတော့ဖြစ်တယ်သူကရောင်းသူကိုကဝယ်သူကိုကကောင်မလေးကို propose လုပ်တယ်ကောင်မလေးကို propose လုပ်တဲ့အခါမှာကိုကရောင်းသူကဝယ်သူကိုက sales man ဖြစ်သွားပြီကောင်မလေးကိုနောက်တစ်ခါမရောင်းနဲ့ marketing အရင်လုပ် marketing လုပ်တယ်ဆိုတာကကောင်းဖို့ရဲ့ကောင်းကြောင်းတွေဆိုတာကျွန်တော်တို့စိတ်ဆက် marketing တွေနော်သူများမကောင်းကြောင်းကိုလုံးဝမပြောနဲ့ကိုကောင်းကြောင်းကိုအမြုပ်ထွက်အောင်ပြောဝယ်ရမအောင်ပြောအဲ့မှာကျွန်တော်ကတော့ဘလို့ကောင်းပေးပါမယ်ဘလို့ချစ်ပေးပါမယ်တမင်နဲ့ကြားရီးသားကမုန်းပါမယ်တို့ဘာလို့ဆိုတာကသူက marketing နဲ့စရောင်းလိုက်တော့ရောင်းလိုက်တဲ့အခါမှာ customer နဲ့ဒီ owner နဲ့ business လုပ်ငန်းရှင်နဲ့အဆင်ပြေသွားတဲ့အချိန်မှာ sales ဆိုပြီးတော့ဖြစ်သွားတော့ revenue မနေ့ကတင်ခဲ့တဲ့ revenue ဆိုပြီးတော့နှစ်ယောက်သားရီးသားဖြစ်တော့ sales marketing နဲ့ပြီးတော့လူတိုင်းရောင်းတယ်အချက်နဲ့မကင်းတဲ့သူတိုင်း sales and marketing နဲ့လည်းမကင်းဘူး sales and marketing တွေလည်းအဲ့ဆိုတော့ sales and marketing ကိုသင်ကြားစာပြီးကျွန်တော်တို့ရဲ့ဘဝအကျိတ်တွေကိုပြောတာပြီးတော့ဒီ product ကိုပဲရောင်းကိုယ့်ရဲ့ကိုယ်ကိုယ်တိုင်ကိုပဲရောင်းတာမဟုတ်ဘူးပေါ့နော်ကိုယ်ကိုယ်တိုင်ကိုပဲ promote လုပ်အပ်တယ် marketing ကကိုယ်ကိုယ်တိုင်ကိုရောင်းတော့မှသင်ရတယ်ဒါကရောင်းတဲ့ဒီလိုရှိမှာမဟုတ်ဘူးဈေးရောင်းရင်ကြမယ်ဈေးရောင်းရင် company ဝန်ထမ်းကတော့လုပ်ကြပါမယ်အဲ့ company ဝန်ထမ်းလုပ်တဲ့အပြင်မှာတခြားတော့ business တွေလုပ်တဲ့အခါမှာလည်းကိုဒီရောင်းချတဲ့ဒီအရွယ်ဈေးကွက်ပေါ်ဆောင်ခြင်းဆိုတဲ့အဲ့ဒီ business ကြီးကိုသုံးကြပါမယ်ဒီနေရာမှာသုံးလဲဆိုရင်နေရာတိုင်းမှာသုံးလို့တရားတွေကိုသင်ပြီးဖြစ်ပါတယ်